အဲ့ဒါဘာလို့လဲသိလားမင်းတို့ဖျားမဲ့တရားမဲ့တန်ခါမဲ့မသိဘူးဖုံးတော်ကြီးတွေကိုတီတကူဆရာတော်ဘုရားကြီးကိုဂူကြီးလို့ခေါ်တယ်ပါကျုပ်ဆရာတော်ဘုရားကြီးကိုဆဲတယ်နော်ဆရာတော်ဘုရားရဲ့ပုံတွေကိုတင်ပြီးတော့မှဤပါတွေနဲ့ကတ်တယ်အားလုံးပဲမင်္ဂလာပါမြန်မာနေယူရှင်အိုင်းကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်နေ့တိုင်းတည်တူတည်ကောင်းတွေကိုတင်ဆက်ပေးနေတာမို့ like and subscribe လေးလုပ်ပေးဖို့တောက်ဆိုချင်ပါတယ်လမ်းတွေတရားတွေအပေါ်မှာထမိန်တွေလမ်းတယ်အောက်တန်းသားလို့ရတယ်မင်းတို့လှုပ်လို့မင်းတို့ကတ်ဆိုင်တာတီးတွေတန်ဖို့ပါပဲတို့အခုတော့တီးနိုင်သေးလားတီးအောင်မလားမေးကြည့်ကြလို့ပါတီးအောင်မလားတန်ဖို့တီးအောင်မလားလို့မေးကြည့်ကြလို့ပါဟမ်အဲ့ဒါကြောင့်မလို့မင်းတို့ပြောတာလေနော်အခုချိန်ဒီလေဒီဘက်ကနိုင်ငံနဲ့လူမျိုးချစ်တဲ့လူကလည်းရဲရဲဝံ့ဝံ့ရှေ့မထွက်ရဲဘူးရှေ့မပြောဘူးကိုချောင်းနဲ့ကိုဘုံချစ်တယ်နော်ကိုဘုံခယူဆိုင်ပါဥပမာတခုဒါကတော့ကျေးဇူးတင်တယ်ဒါပေမဲ့အဲ့လူတွေအားလုံးထွက်လာမှာတဟုန်နဲ့တပြိုင်နဲ့တွန်းရမှာငါတို့ကိုဘုံမထီးနဲ့ငါတို့ကြော်စိုးမထီးနဲ့ငါတို့ကြော်မျိုးမထီးနဲ့ဥမာငါတို့နောင်တော်လေးကိုမထီးနဲ့ငါတို့မပုတုကိုမထီးနဲ့ငါတို့သဇင်ဦးကိုမထီးနဲ့ငါတို့ထီးငါတို့ဝိုင်းချမှာရုပ်တင်ပြီးချရမှာတွေ့ရမှာဝုံးရမှာအခုချိန်မှာဟုတ်လားအခုတော့မဟုတ်ဘူးချစ်ချင်အောင်ဆောင်းတယ်စောဘုံရတိတာပေါ့ဒါပေမဲ့ဘာမှဖြစ်ပါဘူးနားလဲပါတယ်နော်အသက်တွေကအားလုံးကတစ်ချောင်းစီပဲပါတာပါလူတွေရောက်တိုင်းချင်းစီလူအရောက်ချင်းစီတိုင်းမှာအသက်တွေကတစ်ချောင်းစီပဲပါတာပါလူတွေကမွေးဖွားလာရင်သေဆုံးရမယ်ဆိုတာကိုခင်ဗျားတို့မကြောက်နဲ့ခင်ဗျားတို့အဲ့လိုကြောက်နေလို့ဒီတိုင်းပြည်မတိုးတတ်တာခင်ဗျားတို့ဆိုင်တာမဆိုင်တာလားမပြောနဲ့တိုင်းပြည်ဆိုတာစေဆိုးရကအုပ်ချုပ်ရင်လေစေဆိုးရရဲ့လက်အောက်မှာရှိနေတဲ့အမှုထမ်းတွေအရာထမ်းတွေအရန်တရားပြည်သူလူထုမှာတရားလွန်လာရင်ရဲဝံ့ပြောရရမယ်အဲ့ဒီလိုပဲပြည်သူလူထုကလည်းဖဲဝိုင်းတောင်နဲ့ဂျင်ဝိုင်းတောင်နဲ့နှလုံးသုံးလုံးရောင်းတဲ့လူကိုလည်းမြန်မာနိုင်ငံပြည်ထဲရဲတပ်ဖွဲ့ဝင်နဲ့ပူးပေါင်းပြီးတော့မှဖမ်းဆီးရမယ်အဲ့လိုလုပ်ရမယ်ဒီတိုင်းပြည်မှာတတ်ချင်တတ်လေနှခါမသေးရဘူးဘာဖြစ်လဲသေလေခင်ဗျားတို့မသေးဘဲနေမှာလားဟုတ်လားအခုအရှိတရားပဲလေမန္တလေးမြို့အခုကျုံးနေလစ်ပြီလေအဲ့ဒါအရှိတရားပဲသေမှာမလို့ကြောက်နေအောင်သေမှာကြောက်စရာမလိုဘူးသေမှာမကြောက်လို့ဇော်ဘိုးကြီးတို့ဒီလိုလုပ်တာဖမ်းမယ်လေရီတော်ကြီးတွေဖမ်းတာဘာလို့ရမှာဖမ်းတာသမင်းစားကြီးအချုပ်ထဲမှာအေးဆေးပဲနေအောင်မှာအေးတော်အေးချမ်းသွားသေးတယ်ဇော်ဘိုးကြီးကအမှခေါင်းတွေကြိုက်ကိုတွေထိုးတရင်တွေစစ်တရင်တွေလိုက်ပေးရှုံးချက်ခက်လူမှုရေးဘာညာဆိုလဲပြောပါညာဟုတ်တယ်မလားဖမ်းဟောဖမ်းတာမှသမင်းတော်တကားစားသေးကိုတော်နားယူပါသေးတယ်ဟမ်ဘလို့ဖမ်းမှာတော့တေးမှာတော့မကြောက်လို့ဒီလှုပ်ပါတယ်ဆိုဖမ်းမယ်ဆိုတာလာချင်းကြောက်နေသေးတယ်ချင်းကြောက်တဲ့ကောင်တွေလည်းစောက်ဘောတွေပါနော်စောက်ဘောတွေနော်တက်မတော်မှာအနည်းဆုံးတိုင်းမှုဟိုတကယ်ပတ်ကားဒီလိုမျိုးပေါ့နော်ပုံမှန်ရာထူးနဲ့ဖြစ်သွားတဲ့လူတွေအားလုံးဟာတက်မှမှုတိုင်းမှုလောက်ကကျွန်တော်နဲ့အသက် level တွေကြီးပဲပုံမှန်ကိုပြောတာဘာပြင်းနာစာမမရှိပဲနဲ့အဲ့နေရာကိုရောက်သွားတဲ့လူတွေအားလုံးဟာကျွန်တော်နဲ့အသက် level တွေပဲတက်မှမှုအနည်းဆုံးရှိတဲ့ level ပဲနော်ဘာမှဖြစ်စရာအကြောင်းမရှိဘူးဟုတ်တယ်မလားဒီကောင်ငါးကွင်နဲ့ရောက်နှိပ်လိုက်မယ်အဲ့ဒါအောက်တန်းကြတာလူဆိုတာကခေါင်းဆောင်လုပ်မယ်ဆိုရင်နှလုံးသားဖို့လိုတယ်အုံနောက်ရှိဖို့လိုတယ်ဟုတ်လားအဲ့တော့စားရှိတယ်ဆိုရင်ဇော်ဘုန်းကြီးလောင်းကြီးလေးမင်းငါ့ကိုဒါပြောတာတော့မားတယ်ကွာမင်းနဲ့တိုင်းပြည်နဲ့လူမျိုးတွေလို့တာငါလည်းနိုင်ငံနဲ့လူမျိုးတွေလို့တာမှန်ပါတယ်ငါကတမမှုငါ့ကိုလူမသိဘူးမင်းတို့လူသိတယ်မင်းတို့လူသိတဲ့အတွက်မင်းကငါတို့ရဲ့တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးအတွက်တက်မတော်အတွက်တရင်အရင်းမြစ်တွေကိုငါတို့သေချာပို့ပေးပါအေးငါအောင်မှာငါရဲ့တပ်ဖွဲ့ဝင်တွေမဟုတ်တာလောက်တာတွေကိုလည်းမင်းပြောပေးပါဟုတ်လားမင်းဥမာတခုမင်းညံလိုပြောဥမာတခုအခုဒီနေ့ပြောသွားတဲ့နေရာပေါ့နော်ညောင်ကျိုးလိုမျိုးဥမာတခုရခိုင်လိုမျိုးရမကလိုမျိုးတရင်တွေရရင်ငါတို့ခွင်းဆက်တွေနဲ့လိုက်ပြီးတော့မှတိုင်းပြည်နိုင်ငံလူမျိုးအတွက်
နိုင်ငံအေးချမ်းဖို့အတွက်ငါတို့တွေကမင်းတို့နဲ့ပူးပေါင်းမှရမှာပါမူဝါဒအောက်မှာကြာမရှုံးနဲ့အဲ့ဒီမူဝါဒအောက်မှာအဲ့လိုတင်းနေဖွဲ့ပြီးတော့လှုပ်ပြီးတော့ဘာသတင်းမှမရပဲနဲ့နော်ကျွန်တော်အဲ့ဒီပြောခြင်းနော်အဲ့ဒါကြရင်လည်းပြောနာအောင်မယ်စော်ဘောရငါတို့ဘာပြောရဲဆိုပြီးတော့ဟုတ်တယ်လေတကယ်တမ်းဆိုရမကလောက်ကန်ရမကကြကြအကြောင်းမရှိဘူးလေဟုတ်လားရှမ်းပြည်နယ်မြောက်ပိုင်းတီဘောကြောင်မဲ့ကြကြအကြောင်းမရှိဘူးလေနာခကငါကြကြအကြောင်းမရှိဘူးလေခင်ဗျားတို့အရန်တော်နေတယ်ဆိုရင်ပြောတာပါကျွန်တော်ကဒါမျက်မှတ်တတာကိုပြောတာပါအဲ့တော့မြန်မာနိုင်ငံကပူးပေါင်းမယ်စုဖွဲ့မယ်ခွန်အားတစ်ခုအဖြစ်နဲ့ရပ်တည်မယ်စော်ဘုံရေးကိုစမ်းစစ်လိုက်ရင်စော်ဘုံရေးဒီတကယ်တက်မတော်နဲ့တက်မတော်မိသားစုနဲ့နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့ကောင်ဖြစ်တယ်စော်ဘုံရေးပြောတဲ့စကားတွေကဂယုဏအမစေတနာအမစော်ဘုံရေးပေးတဲ့တရင်ကတော့တကယ်ကိုမှန်ကန်တယ်နိုင်ငံရေးလုပ်နေတာတစ်ဖက်တည်းကောင်းတာပြောလို့မရဘူးတက်မတော်ကောင်းပါတယ်မရဘူးရဲတဝဲဝင်ကောင်းပါတယ်မရဘူးပြည်သူစစ်ကောင်းပါတယ်မရဘူးပြည်သူလူထုတွေအကုန်ကောင်းပါတယ်ပြောလို့မရဘူးဒါနိုင်ငံရေးလို့ခေါ်တယ်အကုန်လုံးကဖြစ်ပြနေတဲ့အရာကိုပြုတ်ပြင်ပေါင်းဆက်နီးနောဖလေပြီးမှနိုင်ငံကိုကောင်းစေခြင်းနဲ့တည်င်းတွေကိုရယူနိုင်မှဒီတိုင်းပြည်ဒီနိုင်ငံကကောင်းပါလေလက်ပေးလက်ယူလုပ်နေတာယူကောင်းပါတယ်ပြောလို့ဘယ်လိုရအောင်လဲအဲ့တော့လက်ပေးလက်ယူကဘာကြောင့်လုပ်ရလဲဆိုတဲ့အရင်းမြစ်ကိုစဉ်းစားရမယ်သူဒီတစ်လုံးနှလုံးသုံးလုံးတိုင်လုပ်တယ်ဘာလို့လုပ်လဲအဲ့ဒါဆိုဝင်နှန်းကိုဒီကောင်ဖြက်စီးတော့မယ်ဒါဝင်နှန်းဒါဖြက်စီးမခံရဘူးဘယ်အောင်မလုပ်လို့မရဘူးနော်လုံးမရဘူးဟုတ်ပြီလုပ်ပြလေစေရတယ်လုပ်ပတ်စံယူပြီးဖမ်းမတည်ဘူးအထက်ကလာဖမ်းသွားတယ်ပြောလိုက်ပေါ့နေပြည်တော်ကလာဖမ်းတာဒါပဲပေါ့ဟုတ်လားမန္တလေးဆိုရင်ပြည်ဦးလွင်ဆိုရင်တိုင်းရလာဖမ်းတာတိုင်းရဲတပ်ဖွဲ့မှုဗာလဲအခုတိုင်းရဲတပ်ဖွဲ့မှုကဘယ်လိုလဲဥဝင်းပူလာမသိဘူးလာဖမ်းတာကျိုးတော့မသိလိုက်လို့ဗျာလိုင်းကြီးတော့ယူတာမှန်တာပဲမတတ်နိုင်ဘူးဖမ်းအဲ့လိုလုပ်ရမှာလေဟုတ်လားအေးအဲ့လိုမှမလုပ်ချင်လဲအမှန်မှန်ကန်ကန်လာချပေါ့အဲ့ဒါတွေကိုကျွန်တော်တို့ကဖော်ဆောင်မဲ့ကောင်တွေပဲဟုတ်လားတက်ရှင်လဲလာတက်တွေးရနေရမှာတက်ဟုတ်ပြီလားအဲ့ကဲအချိန်လဲကျွန်တော်လဲတော်ပြီနော်ကျွန်တော်မြန်မာနိုင်ငံအလံကိုဘုရားရှင်ပေါ်မှာအခင်းလုပ်ပြီးတော့မှဆူတောင်းပေးတယ်မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေရှေ့တန်းရောက်နေတဲ့တပ်မတော်သားတွေဘေးရန်တွေကင်းရှင်းပြီးနောက်တန်းကမိသားစုတွေနဲ့အမြန်ဆုံးပြန်လည်ပေါင်းစပ်နိုင်ပြီးတော့မှမလင်ဘေးသင့်ပြည်သူတွေအားလုံးလည်းအမြန်ဆုံးအဆရရအဆင်ပြေပါစေအေးချမ်းပါစေအားလုံးပဲအားတင်ထားပါလို့ပြောရင်းနဲ့ဒီလိုက်ကိုဒီမှာနေနားပါမယ်ခင်ဗျာ